စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ညရဲ့ဝိထုရှည်ကဏ္ဍမှာဆိုရင်လည်းစာရေးဆရာခဲတန်ရဲ့အချစ်တီရှိရာအရက်ဒေတာတို့ဆိုတဲ့ဝိထုရှည်လေးရဲ့အပိုင်းဆက်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်ကျမကတော့တော်သစင်မိုးပါမျက်လုံးလေးကိုမိတ်ပြီးတော့နှာချက်လေးတက်ပြီးတော့နားဆင်နိုင်ပါပြီအခန်းရှိလောင်ခန်းတို့ဆယ်တန်းစာမေးပွဲဖြည့်ပြီးသွားတဲ့နေ့လောင်ခန်းကကျွန်တော်အခန်းရှိကိုရောက်လာခဲ့တယ်ကျွန်တော်ကအဲ့ဒီတုန်းကအခန်းရှိကပန်းပင်တွေကိုရေလောင်းနေခဲ့တာလူကြီးကျွန်တော်စာမေးပွဲဖြည့်ပြီးသွားခဲ့ပြီနှစ်ကြားဆိုပေမဲ့စာမေးပွဲသွားဖြည့်တဲ့အခါအဖြူအစိမ်းကိုပဲဝေးရတာမို့လောင်ခန်းဟာနုနယ်အပြစ်ကင်းစင်စွာလှပလို့နေပါ၏ပင်ပန်းသွားရပြီလောင်ခန်းရေအခုကစာပြီးကို့မှာရှိတဲ့စာအုပ်တွေမင်းကိုငှားဖတ်မယ်အဲ့ဒါခဏထားပါဦးလူကြီးကျွန်တော်ဂရိပေးထားတာမှတ်မိလားဂုံနုပိုင်စာအုပ်တွေစုချမယ်ဆိုတာဟုတ်လားမဟုတ်ဘူးလေဆယ်ရန်စာမေးပွဲဖြည့်ပြီးရဲ့နေ့ကျွန်တော်မုန်းလိုက်ကြွေးမယ်ဆိုတာကိုလေဟုတ်တာပဲကျွန်တော်သူ့ကိုစာမေးပွဲဖြည့်ပြီးရဲ့နေ့ကျရင်မုန်းလိုက်ဝယ်ကြွေးမယ်လို့ပြောထားခဲ့ဘူးသည်အဲ့ဒီတော့အခုကိုကမုန်းလိုက်ကြွေးရမယ်ပေါ့မုန်းဝယ်ကြွေးခြင်းလည်းရတယ်ဟိဟိအခုကတော့တငယ်ချင်းတွေနဲ့ကြိုင်းတောင်းရေတကုံဘက်ကိုပျော်ဝဲစားထွက်ကြမှာလူကြီးမရောက်ဘူးသေးလားဦးထင်လို့လာခေါ်တာကြိုင်းတောင်းရေတကုံကနာမည်ကြီးနေတာကိုတော့ကျွန်တော်သိသည်တို့ရရင်ကျွန်တော်မရောက်ဘူးသေးပါလေအဲ့ဒါဆိုရင်အဲထဲမှာယူစရာရှိရလေးတွားယူလိုက်အောင်မယ်မြန်လောက်နော်ကျွန်တော်လဲအမြန်အခန်းထဲပြေးဝင်ပြီးတော့ယူရမယ့်ပစ္စည်းတွေကိုတွားယူရပါသည်ပစ္စည်းတွေယူပြီးထွက်လာတော့လောင်ခန့်ကသူ့စကူဖီဆိုင်ကယ်လေးပေါ်ကနေဆင်းပေးသည်လူကြီးမောင်းတက်တယ်မို့လားမောင်းလေဟမ်ကိုဆိုင်ကယ်မစီးတတ်ဘူးဟုတ်လားအဲ့ဒါဆိုလဲကျွန်တော်နောက်ကတက်လေကျွန်တော်မောင်းမယ်ကျွန်တော်မှာအရက်ကြီးဂလန်ကလားနဲ့ကျွန်တော်ရှိမှာအသားဖွေးဖွေးနဲ့အရက်ပူပူကောင်မလေးကမောင်းလို့မျက်လုံးနဲ့မြင်ကြည့်ကြပါဗျာကျွန်တော်မှာလောင်ခမ်းပခုံးလေးကိုပဲကင်လိုက်ရမလားလောင်ခမ်းရဲ့ခါးကျင်ကျင်လေးကိုပဲကင်လိုက်တင်သလားဝေခွဲမရတဲ့နောက်စကူဖီနောက်ကတန်းကိုပဲကင်လိုက်ရပါတော့သည်လောင်ခမ်းကသူတို့တငယ်ချင်းတွေနဲ့ကြိုင်းတောင်းမြို့ပြင်တနေရာမှာဆုံကြပါသည်ခြားတိတ်အရွယ်ကလေးမလေးတွေပဲဖြစ်ပါသည်ပြီးတော့သူတို့အသက်အရွယ်လောက်ပဲရှိမဲ့ကောင်လေး2ယောက်လောက်ကလည်းပါသေးတယ်အဲ့ဒီထဲမှာကျွန်တော်ကအသက်ကြီးဆုံးကလေးဘိုကြီးလိုဖြစ်နေပါတော့သည်ကြိုင်းတောင်းမြို့ကနေသွားမယ်ဆိုရင်ကြိုင်းတောင်းရေတကုံကို14မိုင်လောက်သွားရသည်ကြိုင်းတောင်းရေတကုံကိုရောက်တဲ့အချိန်မှာတော့အရန်လှပတဲ့ရေတကုံရဲ့လှပမှုကိုမျက်မြင်ကိုယ်တွေ့လိုက်ရတော့သည်ရေတကုံကတောင်ပေါ်ကနေအရှိန်ပြင်းစွာစီးကျနေသည်စီးကျနေသောရေအရှိန်ကအောက်ကကြောက်ဆောင်တွေကြားမှာလှပစွာဖြတ်တန်းစီးဆင်းနေသည်ပြီးတော့ရေမုံရေမွားလေးတွေကဘေးကနေရေတကုံကိုကြည့်ပြီးရေဆော့ကစားနေတဲ့ကျွန်တော်တို့စီကိုလာဆင်နေသောကြောင့်အေးစိတ်စိတ်နေဖြစ်နေပါသည်ရေတကုံမှကျလာတဲ့ရေကစမ်းကြောင်းတစ်ဖွဲကွေ့ပတ်ရင်စီးဆင်းသွားပြန်သည်အဲ့ဒီအောက်ဖက်နားလေးမှာကျအနားယူရင်ရေကစားနေကြတဲ့သူများကိုတွေ့လိုက်ရပါသည်ကျွန်တော်တို့လည်းရေတကုံရဲ့အရေးရတဲ့တစ်ပင်အောင်နာမှာဝင်ထိုင်လိုက်ကြသည်ပြီးတော့လောင်ခမ်းနဲ့သူ့တငယ်ချင်းတွေကဝိုင်တောက်လိုက်ကြမုတ်တွေစားလိုက်ကြပါပဲလူကြီးဝိုင်တောက်လေအာတော်ပြီကိုမတောက်တော့ဘူးဟာပြော့လိုက်တာဗျာဘီယာလည်းမဟုတ်ဘူးဝိုင်တောက်ခိုင်းတာလေးကိုအဲ့လိုပြောနေတော့လဲသူတို့ထည့်ပေးတဲ့ဝိုင်ကိုတောက်လိုက်မိသည်ဝိုင်တောက်လိုက်တော့သွေးကြောတွေထဲမှာနှွေးထွေးသလိုခံစားလိုက်ရ၏ပြီးတော့ကလေးတွေကရေစင်းကစားကြတာပါပဲသူတို့ရေကစားနေတဲ့နေရာလေးကရေနဲ့တဲ့နေရာမျိုးမဟုတ်လို့ကျွန်တော်လည်းဘေးကနေသာထိုင်ကြည့်နေမိရဲ့လူကြီးရေလာဆော့လေဆော့ပါကိုဒီတိုင်းကြည့်နေမယ်ဟာလာဆော့ပါဆုံးနေလောင်ခမ်းကကျွန်တော်ကိုရေနဲ့လက်ပတ်သည်ကျွန်တော်အင်ကြီးတချို့ရေဆိုးသွား၏ကျွန်တော်လည်းရေဆိုးသွားတဲ့အပေါ်အင်ကြီးကိုချွတ်ပြီးရေထဲဆင်းလိုက်သည်ရေကကြည်ပြီးတော့အေးစိတ်နေရပါပဲဟိုးလူကြီးဘော်တွေကအမိုက်စားကြည့်ပါလားဘိုက်မှာလဲပေါင်မုတ်တွေနဲ့နော်လောင်ခမ်းအဲ့လိုပြောမှကျွန်တော်မှခန္ဓာကိုယ်တစ်ခုလုံးမြုပ်သွားအောင်ရေထဲစိမ့်လိုက်ရသည်ဒီကောင်မလေးဘာတွေကိုလိုက်ကြည့်နေမှမသိရေဆော့ပြီးခဏကြာတော့ကျွန်တော်ကကုန်းဘက်ပေါ်ကိုပြန်တက်ပြီးရေတကုံရဲ့အလှကိုသာငေးကြည့်နေမိသည်လူကြီးဘာတွေတွေးနေရလဲကျွန်တော်ဘေးနာကိုလောင်ခမ်းကလာထိုင်သည်ကျွန်တော်ရဲ့လောင်ခမ်းရဲ့2ယောက်ထဲရေတကုံကိုငေးကြည့်နေမိရေတကုံကရေမုံရေမွားလေးတွေကနေရောင်ကြီးထိုးလိုက်တဲ့အချိန်မှာရောင်စုံတက်တန့်ကွေးလေးတစ်ခုဖြစ်မြင်နေရပြန်သည်ဘာမှမတွေးပါဘူးကွာကိုကြိုင်းတောင်းရေတကုံကြီးကိုငေးကြည့်နေမိတာပါမသိဘူးလေလူကြီးရီးစားအကြောင်းကိုတွေးနေရလားလို့ဟာကို့မှာရီးစားမရှိပါဘူးကွာမင်းကကို့ကိုသာပြောနေရမင်းလည်းသဘောကျနေတဲ့ကောင်လေးရှိမှာပေါ့ဟိုစပင်အလဲခွဲလေးနဲ့ညီလေးဆိုရင်မင်းကိုသဘောကျနေရလားတော့မသိဘူးအရေးတကြီးကြီးနဲ့ကျွန်တော်ကသူတို့အဖွဲ့ထဲမှာပါလာတဲ့ခြားတိတ်ညီလေးတယောက်ကိုလှမ်းမေးငေါ်ပြလိုက်သည်ကျွန်တော်ကသူ့သဘောမကျပါဘူးလူကြီးကကျွန်တော်ထက်ငယ်တာတို့ရွယ်တူချင်းနေဆိုမကြိုက်ဘူးလောင်ခမ်းအဲ့လိုပြောလိုက်တော့ကျွန်တော်ရင်တွေဒိတ်ခနဲခုန်သွားသည်ဟုတ်လားကိုကြီးတွေကိုကြိုက်တာပေါ့
ဘလို့လဲမင်းသဘောကျရဲ့သူတွေ့နေပြီလားသူနဲ့ရောအဆင်ပြေရဲ့လားလောင်ခမ်းကကျွန်တော်မျက်လုံးတွေကိုစိုက်ကြည့်တယ်ပြီးတော့မတွေ့ဘူးလို့လည်းမဟုတ်ပါဘူးတွေ့တယ်လို့လည်းမဟုတ်ပါဘူးကိုကြီးကအဆင်ပြေတယ်အဆင်မပြေဘူးလားဆိုတာကျွန်တော်တို့လူတစ်ဖက်သက်ဆန်တဲ့ချစ်ချင်းတွေမှမရှိပါဘူးသူ့အတန်လေးကြားနေရပြီးသူ့မျက်ဝန်းလေးတွေကိုတိတ်တိတ်လေးငင်းနေရရင်ရက်ရစားလို့ပါပဲမင်းကလည်းကွာသဘောကျရင်ရအောင်ဖွင့်ပြောပေါ့ကျွန်တော်စကားကြောင့်လောင်ခမ်းရဲ့မျက်ဝန်းတွေဟာလင်းလက်နေရကနေညှို့မိုင်းသွားသည်ကျွန်တော်ကိုစိုက်ကြည့်နေရကနေရေတကွန်ကိုလှမ်းငေးကြည့်နေသည်ဖွင့်ပြောလို့မရတော့ဘူးထင်တယ်ဖွင့်ပြောလို့ကောင်းတဲ့အချိန်ကြီးမဟုတ်ဘူးတော်ကြာသူ့နားလေးမှာတဝဲလေလေတောင်လှုပ်လို့မရလို့စိတ်ပြက်ရလိမ့်မယ်လောင်ခမ်းကကျွန်တော်ငေးကြည့်နေမိတယ်စပင်တူလေးဆိုပေမဲ့လောင်ခမ်းကတိတ်လာတဲ့မိန်းကလေးဆိုတာညင်းဖို့အစီအစဉ်မရှိပါရှွန်းလဲနေသောမျက်လုံးလှပသေးသက်သောမျက်ခုံးနှာရန်ချွန်လေးနဲ့ရဲရဲနီနီတက်သောနှာခမ်းလေးဟာမိတ်ကပ်တွေမလိမ့်ထားရင်တော့တမျိုးလေးဆွဲဆောင်မှုဖြစ်ပြီးလှနေတတ်ပါသည်အဲ့ဒီနေ့ကနှစ်ယောက်သားကြိုင်းတောင်းရေတကွန်ကြီးကိုအကြာကြီးကြည့်နေခဲ့ရင်စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါသည်အခန်းကိုအကိုဖျားနေရဆိုဆေးရုံထဲကကျွန်တော်ရုံခန်းကိုတကားခောက်တန်ကြားလို့ကြည့်လိုက်တော့မွေခန်းကိုတွေ့လိုက်ရသည်ဟာမွေခန်းလာလေလက်ထဲမှာလဲဂျိုင်းလေးတစ်လုံးနဲ့အကိုဖျားနေရဆိုပြီးဘာကြီးကပြောလို့စံပြုတ်လေးလာပို့ပေးတာအားနာစရာကြီးရဲ့ကိုလည်းဒီရက်ပိုင်းပင်မနာရဲ့အေးအေးမိသွားတာရဲ့နဲ့ရာသီတကွေးဝင်တာထင်ပါရဲ့အရန်ကိုရီပူနေရလားယင်မွေခန်းဟာကျွန်တော်စီဆက်ကနေတိုးလာရင်သူ့လက်ချောင်းဖွေးတွဲတွဲလေးကကျွန်တော်နှစ်ဖူးကိုလာဆန်းတယ်ရုတ်တရက်ဆိုတော့ကျွန်တော်မှကြောင်စီစီလေးပေါ့လာဆန်းနေတဲ့လက်ကလေးကိုဖယ်ချရမလားညီမဲခံနေရမလားကိုမသိနိုင်ခဲ့တစ်ချိန်တည်းမှာပဲရိတ်ခနဲစေးရုံရုံခန်းထဲကိုဝင်လာမလို့လို့နဲ့ဆက်ခနဲလှည့်ထွက်သွားသောလောင်ခန်းကိုမြင်လိုက်ရသည်ကျွန်တော်ရင်ထဲမှာစိုးရိမ်မှုတစ်ခုဖြတ်ပြေးသွားရ၏နည်းနည်းကိုပူနေသေးရဲ့အကိုဂယုဆိုင်ပြီးနေမှာပေါ့စီးလဲတော့နော်မွေခမ်းကကျွန်တော်အတွက်စိတ်ပူပေးနေပေမဲ့လည်းအဲ့ဒီတဲကိုစိတ်ကမရောက်မိတော့လောင်ခမ်းတော့ပြေးလိုက်တင်လားမလိုက်တင်ဘူးလားပဲစဉ်းစားနေမိ၏အကိုကဆရာဝန်မမွေခမ်းရဲ့အကိုဂျူတီရှိနေသေးလို့လူနာလိုက်ကြည့်လိုက်အောင်မယ်နော်ဟုတ်အကိုကျွန်တော်ဆေးရုံကော်ရီတာကနေလမ်းလျှောက်ရင်လောင်ခမ်းရှိနေမလားလှမ်းကြည့်နေပေမဲ့မတွေ့တော့ရင်ထဲမှာပူလောင်လာသလိုခံစားနေရသည်အထင်လွဲသွားရင်ဒုက္ခပါပဲလောင်ခမ်းနဲ့ပတ်သက်လာရင်ထိလွယ်ရှလွယ်ဖြစ်လုံးတဲ့ကိုယ်စိတ်ကိုဘလို့မြင်ရမလဲကိုမသိတော့ပါတေးကြတာတခုကတော့ကျွန်တော်ဘက်ကစိတ်လိုလိုက်ရထုံးဆက်ချင်နေသောမေတ္တာဆက်ကြိုးလေးသည်အဲ့ဒီကောင်မလေးတယောက်သားဖြစ်သည်ဆိုတာတေးကြသလောက်ရှိသွားပါ၏အခန်း30ညနေဆိုရင်လောင်ခမ်းကသူ့ဘကြီးရဲ့ဝန်ထမ်းအိမ်ယာကိုလာပြီးတစ်ပင်တွေကိုရေလောင်းတတ်တာမို့လို့အဲ့ဒီအချိန်ကိုအချိန်ကိုက်ကျွန်တော်ပြန်လာမိသည်ကျွန်တော်ရောက်တော့လောင်ခမ်းကိုမတွေ့ရသေးမလာသေးရလားလည်းမသိပါဘူးခဏနေတော့ကြာမှစကူဖီဆိုင်ကယ်တန်လေးကိုကြားလိုက်ရသည်ရောက်လာပြီထင်ပါရဲ့ကျွန်တော်လည်းလူကဖျားနေရတော့တစ်ပင်တွေရေလောင်းသလိုလိုအပြင်ကိုရောင်းပေးထွက်ရသည်လောင်ခမ်းကိုမြင်လိုက်ရတော့ခေါင်းဝဲရှိလေးကိုအနွေးရည်လေးထပ်ပြီးဝတ်ထားပါ၏သူကကျွန်တော်ကိုမသိကြအောင်ဆောင်ပြီးရေဟူသာဆက်လောင်းနေတာချောင်းတန်ပေးပြီးကျွန်တော်ဘက်ကိုလှည့်ကြည့်လာအောင်လှုပ်တော့လဲမလှည့်ကြည့်ပြီဟေးလောင်ခမ်းညီမလေးကျွန်တော်နာမည်တက်ခေါ်မှကျွန်တော်ဘက်ကိုလှည့်ကြည့်သည်ဟုတ်ကဲ့ဘာကိစ္စလဲမသိဘူးဟိုနေခင်တော့ကိုရုံးကဘက်ကိုညီမလေးလာသေးရမလားနေမကောင်းကြားလို့လေသတင်းလာမေးလိုက်တာဘာလို့ရုံးခင်းထဲထိဝင်မလာရလဲအနောက်ရှက်ဖြစ်သွားမလားလို့လေဘာနောက်ရှက်မှမဖြစ်ပါဘူးပြီးတော့လေမွေခမ်းနဲ့ကိုနဲ့ကဒီတိုင်းရိုးရိုးသားသားပါမွေခမ်းကကိုနေမကောင်းဆိုလို့ရုတ်တရက်သတင်းလာမေးရင်ဘာလို့ကျွန်တော်ဓာရီလာပြောနေရလဲလောင်ခမ်းသိတဲ့နဲ့ထင်လို့ပါပြီးတော့ကိုလေးကိုမေးထင်လွဲတော့မှအရန်စိုးရိမ်နေမိတယ်နှစ်ယောက်သားစကားမပြောမိပဲငြိမ်သက်သွားကြပါသည်လောင်ခမ်းကိုကျွန်တော်လှမ်းကြည့်လိုက်တော့ခေါင်းလေးငုပ်သွား၏မျက်နှာလေးကလည်းရဲကနေဖြစ်ပြီးပန်းနူရောင်တန်သွားသည်ကိုလေးကိုမင်းကိုသဘောကျနေမိပြီထင်တယ်ကျွန်တော်စကားအဆုံးမှာလောင်ခမ်းကအိမ်ထဲကိုပြေးဝင်သွားတယ်ကျွန်တော်မှသာဒီတိုင်းထူပူပြီးကြံနေခဲ့ရသည်ရင်တွေလည်းအယမ်းခုန်နေမိသလိုရှက်လဲရှက်နေမိသည်လင်းခတ်ဦးရေဘာလို့မင်းကဒီချာတိတ်မလေးကိုရီးစားစကားသွားပြောပြီးရှက်နေရတာလဲကွအချိန်မိနစ်ခဏလေးအတွင်းမှာရင်တွေခုန်ပြီးဘာတွေပြောလိုက်မှန်းကိုမသိလိုက်ပါဘူးဒါပေမဲ့တေးကြတာတခုကတော့ဒီစကားတွေဟာသူ့ရင်ထဲကအသေးအချာပြောချင်နေတဲ့စကားတွေဖြစ်ပါသည်